Hello မင်္ဂလာပါအေးစုပါရှင် spinner တာလှတယ်ဆိုလို့ရှင်အမာထက်ဈေးတော့ဒန်းတူမဟုတ်ပေမဲ့ဒုတိယဒန်းစားလောက်တော့လိုက်တယ်နော်ဒီမှာကြည့်ဒီကြောက်တစ်ပွင့်ဆိုလုံးဝသူကဒေါင်းဆောက်ကိုတွေးထားလို့ပယ်ကြချွန်းကြကတင်ကြကြသူလိုလှတဲ့ကြောက်လေးဆိုလို့ရှင်အေးစုကလေလိုင်းပေါ်မှာတိတ်မကြအောင်ဘာဖြစ်လို့လဲဆိုတော့သူက spinner ဆို spinner ကြောက်ဆိုတော့ရာပိုင်းဝယ်တဲ့လူတွေကလေတစ်ချက်မှားသွားပြီဆိုတာနဲ့ဈေးကတအားကွာသွားတတ်တယ်အရေးတွေကတ်တင်နေသူ့အထဲမှာရှိတဲ့အမှုံတွေပါတယ်ကြည့်ပြီးမှကဈေးပေးပြီးဆုံးပြဒီကြောက်တစ်ပွင့်ဆိုလဲကြည့်သူကလုံးဝအနီးရေနော် spinner မှာအနီးရေအဲ့ spinner ကလေလှလားမလားသိချင်လို့ရှင်လေမျက်နှာထက်လေချွန်းပတ်မှာရှိတဲ့သူ့အရေကိုကြည့်လို့ရှင်သိမယ်ကြည့်ဒီကြောက်တစ်ပွင့်ဆိုလို့ရှင်လေပန်းရည်ထက်နော်ဒီကဖုန်းထဲမှာမလို့အပြင်မှာဆိုလို့ရှိရင်တော့သူကတရေတက်ပြီးကြည့်ဒါဆိုလို့ရပန်းနီရေနောက်တစ်ပွင့်ပြပေးမယ်ဒါဆိုလို့ရှိရင်လည်းပန်းလုံးဝပန်းရေနော်နောက်တစ်ပွင့်ပြပေးမယ်ဒါဆိုလို့ရှိရင်လည်းပန်းကော်ရာရေပေါ့နော်စပင်နယ်အကြောင်းကိုလေ့လာမယ်ဆိုလို့ရှိရင်အများကြီးပဲကွာတကယ်လို့ကြောက်ပညာမှာဆိုလို့ရှိရင်စပင်နယ်ပညာလေအမာထက်ကိုပို့ပြီးတော့များတယ်ကွာလေ့လာရမှာတအားများတယ်ဗရမများထက်ကိုများတယ်ကွာဒီကြောက်တင်း2 3 4 5 6ပွင့်မှာဆိုလို့ရှိရင်6ရေဘဟုတုတနေတဲ့ရှင်းပြပေးရရှင်